မင်္ဂလာပါကျွန်တော်အခုကအနောက်မှန်မိခင်မှာစပိုက်ဒါပါတယ်တစ်ချက်လောက်လိုက်ကြည့်ပေးပါကျွန်တော်လည်းနော်ဘယ်လိုကင်းရမလဲဆိုတာကျွန်တော်အရင်ကမိခင်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီထောက်တဲ့ဟာလေးကျွန်တော်နည်းနည်းလှီးထုတ်ပေးမယ်အခုကျွန်တော်မိခင်မယ်ကျွန်တော်တို့မိခင်ကအခုကျွန်တော်မိခင်တာအောက်ပိုင်းကျွန်တော်တို့ပြီးတဲ့လောက်ရှိပါပြီကျွန်တော်အောက်ပိုင်းမိခင်ကျွန်တော်ဒီပေါ်ကိုထပ်ပြီးတော့မိခင်မှာဖြစ်ပါတယ်ပြန်အောင်တော့တနင်္လာနေ့ဒီပြီးအောက်ကိုလိုရလို့ရှိရင်ထပ်ပြီးမိခင်ရပါတယ်ဒါကကျွန်တော်မအောင်ဘူးဒီထက်တင်နေဒါကျွန်တော်နောက်ဖုန်းမိခင်နော်ဘုံမိကနာဖြစ်တယ်ဘုံမိကကြီးနော်တော်တယ်အဲ့ဒါလည်းဒီအောင်လို့ဖိုးပဲกินတယ်အမှတော့လိလို့မရဒါဆိုမှပြင်ပြရလို့ရှိရင်ကျွန်တော်ကမလုပ်ရကျွန်တော်ပြင်မနိုင်နေရှိပါတယ်အဲ့မှန်မှာကျွန်တော်ကသွားလိရမှာဖြစ်ပါတယ်ဒီမှာဒီကျွန်တော်ကကားမှာအစင်းရတယ်ထင်မှာဖြစ်တဲ့အတွက်ကြောင့်တက်နေကျွန်တော်ကမလိတော့ပါဘူးဒီလိုခါလို့ခွာလိုက်မယ်ဟောကျွန်တော်ဒီဘက်မှာလိမှာဖြစ်ပါတယ်တေချာကျွန်တော်ထားကိုချိုးလိုက်ပါတေချာခြင်းလို့ရှိရင်တင်ရကြည့်ပါထားပါတင်ရလို့ရပါတယ်နောက်တော့မှာပေါ်လည်းနေတယ်အော်လည်းမိတယ်ပေးရမိတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်ကဒေတာကိုလမ်းဖြစ်ပါတယ်ကျွန်တော်ကတ်ရပိုင်းကိုဆက်လက်တင်ပြပေးပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။